မင်္ဂလာပါအားလုံးပဲနေဟောင်းတရုတ်စာကိုလီလာခြင်းပေမဲ့စာလုံးတွေကရှုပ်ထွေးလွန်းလို့အတန်တွက်တွေကခက်လွန်းလို့ဆိုပြီးလက်လျှော့ထက်ချင်နေပြီလားတကယ်တော့တရုတ်စာကထန်တယ်လို့မခက်ပါဘူးဒီနေ့ဒီဗီဒီယိုလေးမှာတော့တရုတ်စာကိုတုံညက်ကနေစတင်လေ့လာမဲ့သူတွေအတွက်အခြေခံအချက်အစွမ်းအရာတွေကို10မိနစ်အတွင်းလွယ်လွယ်ကူကူနားလည်အောင်ရှင်းပြပေးသွားမှာဖြစ်ပါတယ်တရုတ်စာကိုပထမဆုံးတတ်တင်ပြီဆိုတာနဲ့ပထမဆုံးသိရမှာကဖြင်းရင်းပါပဲဖြင်းရင်းဆိုတာတရုတ်စာလုံးတွေကိုအင်္ဂလိပ်အခရာတွေနဲ့အတန်ထွက်ရေးပြထားတဲ့စနစ်တစ်ခုပါဥပမာမင်္ဂလာပါလို့အတိတ်ပြရတဲ့နီးဟောင်ကိုနီးဟောင်လို့အင်္ဂလိပ်လိုရေးပြတာမျိုးပေါ့ဖြင်းရင်းကိုကျွမ်းကျင်သွားရင်တရုတ်စာလုံးတိုင်းကိုအလွယ်တကူအတန်ထွက်ဖတ်နိုင်သွားပါလိမ့်မယ်တရုတ်စာမှာအရေးကြီးဆုံးကတော့ tones လို့ခေါ်တဲ့အတန်အနှိမ့်အမြင့်ပါပဲအတန်ထွက်၄မျိုးရှိပါတယ်တစ်ပထမအတန် flat ဖြောင်းဖြောင်းလေးသွားမယ်ဥပမာမာအမေနှစ်ဒုတိယအတန် rising အောက်ကနေအပေါ်ကိုတက်သွားမယ်ဥပမာမာလျှော်ပင်သုံးတတိယအတန် falling rising အောက်ဆင်းပြီးမှပြန်တက်မယ်ဥပမာမာမြင်လေးစတုထအတန် falling အပေါ်ကနေအောက်ကိုပြက်ပြက်သားသားဆဲမယ်ဥပမာမဆဲဆိုသည်အတန်ထွက်လွဲသွားရင်အဓိပ္ပာယ်ပါလွဲသွားနိုင်လို့ဒါလေးကိုတေချာလေ့ကျင့်မှုလိုပါတယ်ကဲအခုဆိုရင်အခြေခံလေးတွေတည်သွားပြီဆိုတော့နေ့စဉ်သုံးစကားလေးနဲ့လေ့လာကြည့်ရအောင်နီးဟောင်မင်္ဂလာပါရှက်ရှက်ကျေးဇူးတင်ပါတယ်ပုခပ်ချီရပါတယ်ကျေးဇူးတင်စရာမလိုပါဘူးတွေ့ပုချီတောင်းပန်ပါတယ်ကြိုက်ကြံ့တက်တာပြန်တွေ့ကြမယ်ဒီ၅ခုကိုရပြီဆိုရင်တရုတ်လူမျိုးတွေနဲ့စတင်ပြီးရင်းနှီးအောင်နှုတ်ဆက်လို့ရနေပါပြီဒီနေ့အတွက်တော့ဒီလောက်ပါပဲတရုတ်စာကနေ့တိုင်းနည်းနည်းချင်းစီလေ့ကျင့်ထွားရင်တကယ်ကိုပြောစရာကောင်းတဲ့ဘာသာစကားတစ်ခုပါနောက်ဗီဒီယိုတွေမှာလည်းဒီထက်ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့တရုတ်စာသင်ခန်းစာတွေကိုတင်ဆက်ပေးတော့မှာမို့ channel လေးကို subscribe လုပ်ထားဖို့မမေ့နဲ့နော်အားလုံးပဲကြိုက်ကြ